ကဲ့ပါခင်ဗျာအခုဆိုရင်တော့ဝိုင်းမှာကလေးတွေပြန်လွတ်လာပြီဆိုတဲ့အကြောင်းကိုကျွန်တော်တို့ရုပ်သံလွှင့်နေဖြစ်ပါတယ်ကျွန်တော်ပြီးတော့မှဟိုလုပ်မယ်နော်ကျွန်တော်အင်တာဗျူးပေးမယ်နော်ဟုတ်ကဲ့ပါအခုကလေးတွေပြန်လွတ်လာပါပြီခင်ဗျာကျွန်တော်တို့ဖန်စီကန်ကန်တာရဖန်စီကန်ကလေးတွေကိုဒီနေ့မှပြန်လွတ်လာကြောင်းသိရပါတယ်ကျွန်တော်တို့တိတိကျကျဆိုရင်တော့10 ရက်နေ့ကကလေးတွေဖြစ်ဖို့ဖြစ်ပါတယ်ခင်ဗျာကလေးတွေကိုကျွန်တော်တို့ကား2စီး4စီးနဲ့ကျွန်တော်လာလွတ်ခြင်းဖြစ်ပါတယ်အော်တော့ကျန်သေးနော်ဒါမှဟောဘေးရက်ကောက်ကလည်းမသိဘူးဟုတ်ကဲ့မဟုတ်ဘေးရက်ကောက်ကလည်းတင်ချင်းလာကြိုးတယ်ဗျဟုတ်ကဲ့ဆိုင်ကနေတော့လားဟုတ်ကဲ့ပါကလေးတွေပြန်လွတ်လာပြီကြောင်သိရပါတယ်ခင်ဗျာရွှေပေါက်ကဘယ်လိုရှိလဲရွှေပေါက်ကဟုတ်ကဲ့ပါဒီနေ့မှဆိုရင်တော့ကျွန်တော်သိရသလောက်ဆိုရင်တော့အကုန်လုံးမဟုတ်သေးပါဘူးတချို့တော့ပဲပြန်လွတ်လာကြောင်းကျွန်တော်သိရပါတယ်ခင်ဗျဟုတ်ကဲ့လက်ရှိ NOK ကသတင်းလေးနေတာပါဝိုင်းမှာပါကြံသေးလားကိုကြီးကားတွေကကားမကြံဒီ၄စီးပဲလား၄စီးပဲလားဒီ၄စီးလားကျွန်တော်43ကားရင်လာပို့ခြင်းဖြစ်ပါတယ်43ကားရင်လာပို့ခြင်းဖြစ်ပါတယ်ကားတွေက4စီးတဲ့ဖြစ်ကြောင်းကျွန်တော်သိရပါတယ်ခင်ဗျ43 YBS နဲ့ကား4စီးနဲ့လာချမင်းဖြစ်ပါတယ်ကလေးတချို့ကြံသေးကြောင်းကျွန်တော်သိရပါတယ်ခင်ဗျဟုတ်ကဲ့မြောက်ကလာဝိုင်းပါပါတာကြီးရိုက်ကြပါနမခေါ်ပေးနေဒါဘယ်ပန်းလဲကိုရှင်းပေါက်ကန်လားရှင်းပေါက်ဟိုလွတ်လာတဲ့ကလေးကသူလည်းမသိဘူးညီလာလားဟာညီမလေးဘယ်ရလဲမသိဘူးရှင်းပေါက်ကန်လားအေးရလားအေးရလေခင်ဗျအေးရကလေးတွေပြန်လွတ်လာပါခင်ဗျဒီမှာပြန်ဘယ်သူ့လာဆောက်လာလဲမသိဘူးလာမဲ့ကားတွေတော့တင်မရှိတော့ဘူးဒါကကုန်လို့ဒါကမြောက်ကလာမှာနေတဲ့လူတွေကြီးပဲပြန်လာတယ်ဟောအဲ့လိုချားလိုက်အောင်ဆက်လာကျွန်တော်တို့အခြားပန်းစည်းခံလိုက်ရတဲ့မိဘတွေပြန်မလို့သေးတဲ့လူတွေလည်းတော်တော်များပါတယ်ခင်ဗျအဲ့တော့ကျွန်တော်တို့ပြန်လို့သွားတဲ့လူတွေနဲ့တော့ကျွန်တော်ညာပိုင်းစီစဉ်ကြရင်ကျွန်တော်အင်တာဗျူးလုပ်ဖို့ရှိပါတယ်ခင်ဗျပြန်လို့သွားတဲ့ကလေးတွေပါလားမသိဘူးပါလားညီမပါသေးဘူးနော်ဘယ်ကလည်းမသိဘူးညာရက်ကွက်ကလားညာရက်ကကျွန်တော်တို့ဟိုမြောက်ကလာထဲမှာဆိုရင်တော့မှကျွန်တော်တို့မရသေးတဲ့ကလေးတွေပြန်မြောက်သေးတဲ့ရက်ကွက်တွေရှိသေးပါတယ်ခင်ဗျလက်ရှိမှာတော့ကျွန်တော်တို့43 YBS 4စီးနဲ့ပဲလာချပေးတာဖြစ်ပါတယ်ဒီတော့ကလေးတွေပြန်မလို့သေးတဲ့ကလေးတွေကိုလာဆောက်နေတဲ့ပြန်မလို့သေးတဲ့ကလေးတွေရှိလို့ကလေးတွေလာဆောက်နေတဲ့မိဘတွေလည်းအများကြီးလက်ရှိမှာကြံနေသေးတဲ့အနေထားပါကားတွေကတော့ဆက်ပြီးတော့မလာတော့ပါဘူးခင်ဗျကျွန်တော်တို့4စီးပဲလာမယ်လို့ကျွန်တော်သတင်းတိကျရထားခြင်းဖြစ်ပါတယ် NOK ရပါဒီထဲမှာမပါတဲ့သူတွေများရှိသေးလားမသိဘူးမပါတဲ့မရှိတော့ဘူးဟာလားဟိုပါတဲ့သူတွေဟိုနေ့ဟိုခုပြန်လာတဲ့သူတွေဘယ်လိုရှိလဲမသိဘူးရှိဘူးညီမဟိုပြန်လွတ်လာလားဟိုဘယ်ရက်ကွက်ကလည်းမသိဘူးကျွန်တော်တစ်ချက်လောက်ပြောပါဘယ်ရက်ကွက်ကလည်းမသိဘူးရှင်းပေါက်က15ရက်ကွက်ကလားဟုတ်ဒါကန်တာယာနေ့မှာဘယ်နေ့ရက်နေ့ကကျွန်တော်တို့ဖန်ခံရလဲမသိဘူး10ရက်နေ့ကဖန်ခံရလူနော်ဟုတ်ကဲ့ဘယ်နေ့ရောက်လဲမသိဘူး3ရောက်လားမင်းကလေး85လောက်ရှိရယောက်ျားလေးတွေပါရင်ရောအကုန်လုံး100ကျော်180လောက်ရှိရလားဟုတ်ကဲ့ပါဟုတ်ကဲ့ကဲကျွန်တော်တို့မိန်းကလေးတွေပဲ80ကျော်ကျွန်တော်တို့အနေထားကျွန်တော်ဖန်ခံရတဲ့10ရက်နေ့တော့ဖန်ခံလိုက်ရပြီးတော့ယောက်ျားလေးနဲ့ပေါရင်တော့ကျွန်တော်တို့100ကျော်အနေထားလောက်ရှိရလို့ကျွန်တော်သိရပါတယ်ခင်ဗျဟုတ်ကဲ့ပါ NOK ရပါလက်ရှိမှာကျွန်တော်ပြန်မလို့ကလေးတွေပြန်လို့မလားလို့ကျွန်တော်စောင့်နေတဲ့မိဘတွေအများကြီးကြံပါသေးခင်ဗျပြန်မလို့တဲ့ကလေးတွေလည်းအများကြီးရှိကြောင်းလည်းသိရပါတယ်ခင်ဗျအားတွေထပ်ပြီးရှင်းလာတယ်ပြောတယ်ဟုတ်လားထပ်ပြီးရှင်းလာတယ်ပြောတယ်ပြောကြောင်းပါလေအားတွေညခေပင်လမ်းကထပ်ဆင်းလာပြီလေခေပင်လမ်းခွင့်ရရင်ကျွန်တော်တို့ YBS ကားတွေနဲ့ကျွန်တော်ထပ်ဆင်းလာကြောင်းကျွန်တော်တို့ထပ်ပြီးတော့သိရသေးပါတယ်ခင်ဗျဟုတ်မို့တော့ကျွန်တော်မသိသေးပါဘူးလက်ရှိချိန်မှာကျွန်တော်တို့စောင့်နေရမယ့်အနေထားပါအင်းကြီးလေးပါကောင်းတယ်ဟိုနောက်တော့ကြံမလားအဲ့လိုကြံလေးဒါလေးရောက်တော့ဟုတ်ညီမလေးနဲ့ပြီးမေးလို့ရလားကျွန်တော် NOK ရပါနော်
မားလေးချက်တော့မဟုတ်ဘူးကြည့်ပေးပါဘူးဟုတ်ဒီမလေးဟိုပါဝမ်းသာပါတယ်ကိုက NOK ကပြန်ကြားရေးတာဝန်ခံပါဘယ်ရက်ကွက်ကလဲဘယ်ရက်ကလဲကျွန်တော်ချက်လောက်ပြောပါကိုရောက်လာတော့မရက်ကွက်ခင်မာ9လမ်းပါခင်မာ9လမ်းပါအဲ့နေ့ကဖြစ်စဉ်ဘယ်လိုဘယ်နေ့ရလဲညီမလေးတို့10ရက်နေ့ရပဲဟုတ်ဘယ်လိုမျိုးဖြစ်သွားလဲမသိတစ်ချက်လောက်ပြောပြပါလေမိန်းကလေးဝင်ဆိုညီမတို့ဝင်တော့ပြစ်တယ်လို့မကြားသေးဘူးဝင်ဆိုတာဘယ်ဝင်လို့ပြောဟုတ်တယ်လည်းနဲ့ဝင်နေမှာပြီးကြတော့မှအတန်မုံအုံးကနေကြမှာညီမတို့ကပြေးတော့ရှေ့ကအိမ်တွေကဝင်ဆိုညီမတို့ကကြည့်တွေ့တဲ့အိမ်တွေကိုအရင်ဝင်လိုက်တာအဲ့ဝင်လိုက်တဲ့အချိန်မှာသူတို့တွေကညီမတို့အစမမိဘူးတိတာအဲ့ယောက်ျားလေးတွေဓာတ်ရိုက်ယောက်ျားလေးတော်တော်ရိုက်ခတ်လိုက်ရတယ်ထိုင်းနဲ့ရဲတွေကတအားဆိုးတယ်အရင်နှိမ့်ဆက်တယ်ယောက်ျားလေးတွေကိုလုံးတာမဖြစ်တော့မတွေ့ဘူးဓာတ်ရိုက်ကားတဲ့အကိုကြီးဆိုတအားရိုက်ခံလိုက်ရတယ်သူတို့ဖမ်းပြီးတော့မှညီမတို့အရင်လုံးနေအိမ်ရှင်းရတယ်တအားတနာဘူးကောအိမ်ရလေအချိန်နောက်မှတက်ပုံကိုအောင်လုပ်ပြီးတာအဲ့ရဲဝင်နေတဲ့အချိန်မှာတယောက်ယောက်ကလလန်ပါမယ်နဲ့တူတယ်ညီမတို့အကုန်လုံးတိတ်နေအသက်ဖြူစလုံးမကြောက်အချိန်မှာလေဘေးကကားချန်ဒီကိုအုံးဆိုပြီးဒီမှာအများကြီးရှိတယ်ဆိုပြီးတော့ရဲကြီးအဲ့ချိန်မှာဝင်လာတယ်အဲ့ဖက်ရှင်လည်းပါတယ်ညီမတို့ဖက်တယ်အကုန်လုံးပါပါအဲ့အိမ်ထဲမှာညီမတို့ရအားကြောလောက်ရှိတယ်အပေါ်တက်အောက်ထက်တွေရောအဲ့ကူအောင်နေထဲမှာအဲ့လိုချိုးနေထဲမှာဟုတ်လားဥဒနာ9လမ်းထဲမှာလား10လမ်းထဲမှာလားညာတော့မပြောတော့ဘူးဟိုဘက်ချမ်းဝင်ပြေးတာမလားဟုတ်ကဲ့အဲ့လမ်းကိုမြင်ရောမှတ်မိလားလမ်းမြင်တော့မှတ်မိတယ်နော်အဲ့လမ်းဘေးကကျွန်တော်ချန်စီယိုတကားကိုတပုံးမနဲ့ရိုက်ပြီးဒီထဲမှာလူတွေရှိရလို့ပြောလိုက်တာတယောက်ပြောလိုက်တာနေမယ်အတန်းနဲ့ပြောတော့အတန်းနဲ့ပြလို့ညီမတို့စချင်းပြေးတော့ဘယ်လမ်းလဲဝင်ချင်းလမ်းလားညီမလေးဝင်ချင်းလမ်းမဟုတ်စချင်းပြေးပြီးလဲတလန်းကျော်ထိတ်လောက်လမ်းကျော်ထိတ်လောက်ဆို10လမ်းပဲဖြစ်မှာပါအထက်ဆိုင်လားတဖိဆိုင်လမ်းကြိုက်ဒီဘက်ထိတ်ဆောင်ကအကြီးပဲဟုတ်လားဟုတ်ကဲ့ညီမလေးဟိုကလေးကျွန်တော် NOK page ကပါ NOK page မှာလေးကိုညီမလေးလွတ်လာတဲ့အကြောင်းလေးတစ်ချက်လောက်လာပြောပေးပါအခုညီမလေးနဲ့ဆက်သွယ်ပြီးထပ်ပြီးတော့အင်တာဗျူးထပ်လုပ်ခြင်းပါသေးနော်အဲ့ရုံလည်းကိုတို့သိအောင်လို့စုံစမ်းပါမယ်နော်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်နော်ကဲပြန်လွတ်လာတဲ့လည်းဝမ်းသာပါတယ်ကဲပါကျေးဇူးပါဟုတ်ကဲ့ပါကျွန်တော်တို့အဲ့ဒီဖန်စီခံရတဲ့နေ့တော့ကျွန်တော်တို့အိမ်ထဲမှာယာနဲ့ချီပြီးကျွန်တော်တို့ပိုးအောင်နေတာကိုကျွန်တော်တို့အိမ်ဘေးနားလူတယောက်ကဒီအိမ်ထဲမှာရှိရဆိုပြီးတော့ချန်စီယိုတကားကိုပုတ်လိုက်တဲ့အခါမှာအားလုံးမိရလို့သိရပါတယ်ဒါကာယကရှင်ကိုယ်တိုင်ပြောချင်းဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ပါဒါကလက်ရှိမြောက်ကလာအဝိုင်းနေထားပါခင်ဗျပြန်မလွတ်လာနိုင်သေးတဲ့လူတွေလည်းအများကြီးရှိပါတယ်ခင်ဗျကျွန်တော်သတင်းရဟောရဆိုဒီကောင်းကွက်ခုမှရှိတာမမေးလို့များအဲ့တော့ကျွန်တော်တို့ KB လမ်းခွဲရလဲကျွန်တော်တို့ထပ်ပြီးတော့ကားတွေဆင်းလာမယ်ဆိုတော့ဟုတ်မို့တော့မသိသေးပါဘူးကျွန်တော်တို့အတီးပြုတ်နေပါတယ်ခင်ဗျအမဟုတ်ဗျဒီကားလေးစီးနေပဲလာချသွားတာဘယ်ရလဲမသိဘူးဒီကနာတော့ကြောည3ရက်နေ့ရဟုတ်လားဘယ်လမ်းရလဲမသိဘူး15လမ်းဘယ်အေးအားလား5လမ်းဘယ်လမ်းလဲတန်တာ9လမ်းလားဟုတ်ဒီမှာတော့လက်ရှိ5စီးပဲ4စီးပဲလာချလိုက်တာပြီးတော့ထပ်ပြီးတော့လာအောင်မယ်ဆိုတော့သိတယ်ဒါပေမဲ့ဟုတ်မို့တော့ကျွန်တော်အတိမပြုတ်သေးဘူးဟိုကတော့ပြောတော့တရားဝင်ပြောတာတော့4စီးလို့ကျွန်တော်တို့ကအတိပြုတ်ထားတယ်ကုန်သွားပြီကုန်သွားပြီလားထပ်မလာတော့လားဘယ်ရက်တွေလည်းမသိဘူးပေါ့ဘယ်ရက်တွေလည်းကျွန်တော်မရိုက်ပါဘူးတရားမသိသေးဘူးကွာနော်ဟိုကြောည3ရက်နေ့က10ရက်နဲ့ကလေးရောပါတော့စင်းကတ်ထားတာပါလားမစင်းရမယ်တော့မကြည့်စင်းရမကတ်ထားဘူးစင်းရဒီတိုင်းပဲစာရွက်စင်းနေပဲဟာအဲ့ခဏလေးကိုလောတယ်ဒီမှာလည်းโอเคပါအခုဆိုရင်တော့ကျွန်တော်တို့ကားလေးစီးလာတဲ့နေရာမှာကားလေးစီးထပ်ပြီးတော့ကားလေးစီးမြန်တခြားကားတွေထပ်မလာတော့ဘူးဖြစ်ကြောင်းကျွန်တော်တို့သိရပါတယ်ခင်ဗျအဲ့တော့ကျွန်တော်တို့အခုအဝိုင်းကြီးမှာတော့အခုကလေးမိဘအားလုံးဆောင်ဆိုင်နေတဲ့အနေထားပါခင်ဗျဟုတ်ကဲ့ပါရက်နေရလက်ရှိမြောက်ကလာအဝိုင်းမှာပါခင်ဗျပါလေလေးစီဟောသတင်းဌာနသွားမယ်အမသွားတော့မယ်ကလေးတွေဟုတ်ရသတင်းသမားတယောက်ကိုသတင်းဌာနလွတ်ပေးမှာသတင်းဌာနဟုတ်လေတွေ့ရမှာဒါဟုတ်ရတယ်နော်ဟုတ်ကြီးဆိုင်သွားအောင်နော်โอเคဒါကတော့ကျွန်တော်တို့မြောက်ကလာဝိုင်းမှာပါလက်ရှိမှာကလေးမိဘတွေအများကြီးချက်มาသေးတယ်ကလေးတွေပြန်လာလိမ့်မလားလို့ကျွန်တော်တို့ကားတွေရှိလိမ့်မလားလို့ကျွန်တော်တို့စောင့်ဆိုင်နေခြင်းဖြစ်ပါတယ်ခင်ဗျနောက်ပြီးတော့ကျွန်တော်တို့ line မလင်းနဲ့ဆိုပြီးတော့လဲကျွန်တော်တို့ site ဝါမိနေတဲ့လူတချို့ကကျွန်တော်တို့တားမြစ်တာလဲကျွန်တော်တို့ခံရပါသေးခင်ဗျဒါလည်းရှိမြောက်ကလာမီတက်ရှိမှာပါခင်ဗျကလေးတွေပြန်နောက်ထပ်ရောက်မရောက်တော့ကျွန်တော်တို့ confirm အတည်ပြုပေးပါမယ်ခင်ဗျဟောအခုကားတွေထက်ရောက်မရောက်ကဘယ်သူ့ကိုပြန်မင်းရလဲအဲ့ဒါမီတက်တဲ့ဝင်မရမယ်ဟုတ်လားမီတက်တဲ့ဝင်မရမှာဟိုကားသမားအချက်တော့မယ်သူတပီးလေးတွေမရောက်သေးလို့ချက်ရင်းတော့ချက်ပဲဒီကားလားအဲ့ကား
ဘာလို့ကြည့်ပေးလိုက်မှာဒီတော့ โอเคမင်္ဂလာပါ NOK ရပါဟိုကလေးတွေကဘယ်နေ့ကဖမ်းခံလိုက်တဲ့ကလေးလည်းမသိဘူးည10ရက်နေ့ရလား10ရက်နေ့ကပဲကန်တာရမှာပဲခမ်းခံလိုက်တဲ့ကလေးနော်ဘယ်နှစ်ယောက်လည်းမသိဘူးအားလုံးဘယ်ရက်ကွက်ကလည်းမသိဘူးတစ်ချက်လားတရက်ကွက်နဲ့2ရက်ကွက်ရပါနော်ဟုတ်ကဲ့ဟိုကားတော့လက်ရှိတော့4စီးလာပြီးသွားပြီထပ်ပြီးတော့ကျွန်တော်ရောက်လာမရောက်လာကျွန်တော်အတီးပြလို့တော့မရသေးဘူးဟုတ်ကဲ့ခင်ဗျ ဒီတက်လည်းဝင်မေးလို့ရပါတယ်ကိုဝင်မေးလို့ရပါတယ်ဟုတ်ကဲ့သတင်းတော့ပြီးကြည့်ဝင်မေးလို့ရတယ်ကဲကျွန်တော်တို့ပြန်မရောက်လာသေးတဲ့မိဘတွေကတော့လက်ရှိချိန်နေအထိကျွန်တော်တို့အဝိုင်းကြီးမှာစောင့်ဆိုင်နေတဲ့အခြေအနေပါခင်ဗျကဲကျွန်တော်နဲ့အတူကျွန်တော်မိသက်ဝန်ထမ်းတူကိုကျွန်တော်တောင်းပေးပါမယ်ခင်ဗျဟာ brother မင်္ဂလာပါကား4စီးပဲထက်ရောက်ပါ4စီးပဲရောက်တာမလားထပ်မရောက်တော့ဘူးမလားအဲ့မပြောတတ်ဘူးပြောတတ်တယ်ပြောရတာမှာတစ်ခွက်ချရကြတယ်ဘယ်မှာညရနာမှာတစ်ခွက်ချပါတယ်ဟိုကနဲ့ YBN နဲ့ပဲလားဟုတ်တယ်အဲ့လိုပဲဟုတ်လားကျွန်တော်ကကြားတာညရနာမှာတစ်ခွက်ချပါပြောဟာလားဘယ်သူကပြောတာခုနကသူတို့ပြောနေကြမှာသူတို့ပြောတော့ညရနာတစ်ခွက်ချရှင်းနေကိုတဲဝင်နေတာအဲ့မှာအုတ်ချွေဝင်စီအဲ့ထဲမှာတစ်ချက်ဝင်ထွေးဝင်နေတာဟုတ်ကဲ့ကဲကျွန်တော်လိုက်လွင်အောင်ခဏနားပါမယ်ကျွန်တော်ကလေးတွေထက်ရောက်လာရင်ရှိမရှိကိုကျွန်တော်မိသက်ဝင်နေကျွန်တော်ဝင်မေးရမှာဖြစ်ပါတယ်ခင်ဗျ